အားလုံးပဲမင်္ဂလာပါကျွန် Physics Channel ကနေကြိုဆိုပါရစေယူပဗေဒကိုပုံပုံနားလည်သက်ကြွမှုအတွက်ကျွန် Physics Channel မှာအတူတကွလေ့လာကြပါစို့ဒီနေ့တော့ two dimensional motion မှာအရာဝတ္ထုရဲ့အရွေ့အဲ့ဒီအရာဝတ္ထုရဲ့အရွေ့ကိုရှာတဲ့နည်းလမ်းလေးတွေပြပြမနေ့ကဆရာဒီပုံလေးတွေနဲ့ရှင်းပြခဲ့ပြီးသွားပြီ P အမှတ်ကနေ Q အမှတ်ကိုအရာဝတ္ထုရွေ့သွားတယ်အဲ့ဒီအရာဝတ္ထုရွေ့တဲ့အရွေ့က delta r အဲ့ဒီအရာဝတ္ထုရွေ့တဲ့အရွေ့ကိုဆရာတို့ vector တစ်ခုလို့သတ်မှတ်လိုက်ရင်အဲ့ဒီ vector မှာ vector အခွဲခွဲလို့ရမယ်ဒီပုံလေးမှာဆရာ vector အခွဲခွဲပေးထားတယ် delta r ကို vector အခွဲခွဲလိုက်တော့ x ဝင်ရော vector အခွဲက delta x y ဝင်ရော vector အခွဲက delta y အဲ့ delta y နဲ့ delta x နဲ့နှစ်ခုဒီအရာဝတ္ထုရဲ့အရွေ့ x ဝင်ရောတိုင်းရွေ့တဲ့အရွေ့ရဲ့ y ဝင်ရောတိုင်းရွေ့တဲ့အရွေ့ရဲ့ဒီအရွေ့နှစ်ခုပေါင်းဆက်တော့မှအရာဝတ္ထုအမှန်တကယ်ရွေ့သွားတဲ့အရွေ့ delta r ကိုရမှာအဲ့တော့ delta r ကိုရှာခြင်းလဲဆိုရင် vector နီးအရာဘယ်လိုရှာလဲဆိုတော့ in vector form vector ပုံစံအရဆိုရင်ဟောဒီ delta r ကိုလိုချင်တယ်ဆိုရင်ဒီ delta r ဆိုတာဒီ delta x ရဲ့ delta y ရဲ့နှစ်ခုပေါင်းဆက်မှဖြစ်တာမို့လို့ vector နီးအရာ delta x plus delta y ဆိုပြီးတော့ပေါင်းဆက်ပေးလိုက်တယ်ဒါ vector form နဲ့အရာဝတ္ထုရဲ့အရွေ့ delta r ကိုရှာတဲ့ပုံသဏ္ဍာန်နီးအဲ့တော့ဒီပုံသဏ္ဍာန်နီးမေးလို့မရဘူးလားဆိုရတာပေါ့မင်းတို့ဆောင်းမှာဒီပုံလေးတွေဆွဲခိုင်းလို့ရတယ်ပုံဆွဲခိုင်းရင်းနဲ့အရာဝတ္ထုရဲ့အရွေ့ကို vector form နဲ့ရေးပေးပါဆိုလို့ရှိရင်ဒီလိုပုံစံလေးရေးပေးရမှာပြီးတော့ရင်နောက်တစ်ခုအဲ့ဒီအရာဝတ္ထုရဲ့အရွေ့ကိုအရာဝတ္ထုရဲ့အရွေ့ delta r ရဲ့တန်ဖိုးကို magnitude ကြီးပဲရှာကြတာပမာဏကိန်းဂဏန်းတန်ဖိုးကြီးပဲရှာကြတာ magnitude ဆိုတာပမာဏကိန်းဂဏန်းတန်ဖိုးအဲ့တော့ magnitude ကြီးပဲရှာမယ်ဆိုတော့ဒီမှာဆရာရေးထားတယ် magnitude of delta r delta r ရဲ့ magnitude ကိုလိုချင်တယ်ဆိုရင်ဒီပုံလေးကိုတစ်ချက်ကြည့်လိုက်ဒီပုံလေးကဘာပုံလဲဆိုတော့ဒေါက်မှန်သရိကန်ဒေါက်မှန်သရိကန်မှာ delta r ဒီဒေါက်မှန်ကန်အနာဒေါက်မှန်ကန်အနာကိုလိုချင်ဒေါက်မှန်ကန်အနာနှစ်ထပ်ဒီချက်အနာတွေနှစ်ထပ်တင်ပြီးပေါင်းခြင်းနဲ့တူတယ်ဒါကြောင့်မလို့ဟောဒီ delta r ကိုလိုချင်တယ် delta r ရဲ့ magnitude ကိုလိုချင်တယ်ဆိုဒီမှာကြည့် delta r ရဲ့ magnitude ကိုလိုချင်လို့ရှိရင် delta r square equal to delta x square plus delta y square ဒီဘက်က square ကိုပြောချင်တော့ဟိုဘက်ချောင်း root တင်လိုက်တယ် root တင်လိုက်တော့ delta r equal to square root of delta x square plus delta y square ဆိုပြီးတော့ဟောဒီ delta r ရဲ့ magnitude ကိုရှာတဲ့ပုံသဏ္ဍာန်ကြီးဖြစ်လာတယ်အခုဒီမှာဆရာထပ်ပြောမှာက direction of delta r delta r ရဲ့ direction ဆိုလိုချင်တာအရာဝတ္ထုရွေ့တဲ့ direction ပေါ့ဒီပုံထဲမှာအရာဝတ္ထုရွေ့တဲ့ direction ကအရာဝတ္ထုဒီ p ကနေ q ကိုရွေ့သွားတယ်အဲ့တော့ဆရာတို့ vector ပုံစံနဲ့ vector အခွဲနဲ့ပုံဆွဲလိုက်တော့အရာဝတ္ထုဒီ x ဝင်ရောအတိုင်းလည်းရွေ့တယ် y ဝင်ရောအတိုင်းလည်းရွေ့တယ်အဲ့တော့ x ဝင်ရောအတိုင်းရေပင်ကြီးအတိုင်းရွေ့ရာကနေအပေါ်ဘက်ကိုသူထောင်တက်သွားတာအဲ့တော့ရေပင်ကြီးတိုင်းလည်းရွေ့တယ်အပေါ်ဘက်ကိုလည်းထောင်တက်တယ်သူထောင်တက်သွားတဲ့ထောင်ကျိုးဟောဒီရေပင်ကြီးကနေသူအပေါ်ဘက်ကိုထောင်တက်သွားတဲ့ထောင်ကျိုးကိုဆရာဒီမှာသင်္ကေတကတီတာနဲ့ထားတာလေအဲ့တော့ဟောဒီတီတာတန်ဖိုးလေးကိုတော့သိလို့ရှိရင်အရာဝတ္ထုရွေ့တဲ့ direction delta r ကိုရှာလို့ရတယ်ရေပင်ကြီးကနေအရာဝတ္ထုဒီအပေါ်ဘက်ကိုဘလောက်ဒီဂရီဘလောက်မိနစ်ချိုးပြီးတော့ထောင်တက်သွားသလဲဒါကိုပြောချင်တာအဲ့တီတာတန်ဖိုးရှာချင်တာတီတာတန်ဖိုးရှာလိုက်မင်းတီတာတန်ဖိုးရပြီဆိုတာနဲ့တီတာတန်ဖိုးဒီဒီဂရီမိနစ်တစ်ခုကိုရနိုင်မယ်ကွာအဲ့လိုရသွားပြီဆိုတော့မင်းကဘာလို့ဖြေလို့ရမလဲဆိုတော့ရေပြင်ကြီးကနေဒီဂရီမိနစ်တစ်ခုခုနဲ့အရာဝတ္ထုဒီဥတီပြီးတော့သွားနေပါသည်အဲ့လိုဖြေလို့ရသွားမယ်ဒါကြောင့်ငါတို့ကတီတာတန်ဖိုးကိုရှာရမယ်အဲ့တီတာတန်ဖိုးကိုရှာရမယ်ဒီတီတာဆိုတဲ့တောင်းတန်ဖိုးကိုရှာဖို့အတွက်ပုံထဲမှာကြည့်လိုက်တော့ဟောဒီတီတာရဲ့မျက်နှာချင်းဆိုင် opposite က delta y adjacent က delta x adjacent ကကြတော့နီးစပ်အနာပေါ့ဒါဆိုရင်ငါတို့မှာ opposite လည်းရှိတယ် adjacent လည်းရှိတယ် opposite နဲ့ adjacent နဲ့သုံးမယ်ဆိုရင် tan အချို့ tangent အချို့သုံးလို့ရတယ်အဲ့တော့ tangent အချို့သုံးပြီးတော့ဆရာတို့ဟောဒီ down တီတာကိုရှာမယ်အဲ့တော့ဒီဘက်ချမ်းမှာ direction ရော delta r ကိုလိုချင်တဲ့အတွက်ကြောင့်မလို့ delta r ရဲ့ direction ကိုသိချင်လို့ရှိရင်တီတာတန်ဖိုးကိုရှာမယ်အဲ့ဒီတီတာတန်ဖိုးကိုရှာဖို့တဲ့ဆရာတို့tan အချို့သုံးလိုက်တယ် tan theta equal to delta y by delta x ပြီးတော့အဲ့ကောင်ကိုရွှေ့လိုက်တော့ theta equal to tan inverse delta y by delta x အားလုံးပဲနားလည်မယ်လို့ထင်ပါတယ်ဟောဒီ theta တန်ဖိုးကိုရသွားပြီဆိုတာနဲ့မင်းကဘယ်လိုဖြေလို့ရမလဲအရာဝတ္ထုဒီရေပြင်ကြီးကနေပြီးတော့ဘယ်လောက်ဒီဂရီဘယ်လောက်မိနစ်ဥတီပြီးတော့ရွေ့သွားပါသည်ဆိုပြီးအရာဝတ္ထုရဲ့ direction ကိုဖြေလို့ရမယ်အဲ့တော့အားလုံးပဲနားလည်မယ်လို့ထင်ပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်နားလည်ခဲ့တယ်ဆိုလို့ရှိရင်တော့ like and subscribe လေးလုပ်ပေးပါအောင်နော်